စခန်းဟောင်းတို့ပြန်ရောက်ချိန်တွေနေလုံးတောင်ဆောင်နေပြီဖြစ်သည်ကိုကျော်စောနဲ့ကိုမင်းလွင်နှစ်ယောက်သာခတ်တုံတုံရှောက်လာခဲ့ကြရာခြေလန်းတိုင်းတွေရေအိမ်တဲကမျော့နှက်ကြီးတွေရဲ့ပုံရိပ်ကမျက်စီထဲမဖြောက်နိုင်တော့စခန်းရောက်တော့အဖော်တွေစိုးရိမ်နေကြသူတို့ပျောက်ဆုံးနေချင်းနှစ်ရက်ကျော်ရှိပြီကိုကျော်စောကဖြစ်ပျက်ခဲ့သမျှကိုအသေးစိတ်ပြောပြလိုက်သည်တမင်ငယ်ချီကြီးဖိုးလေပင်ပေါ်တွေးကပ်နေတော့မျော့နှက်ကြီးများရေအိမ်တဲပြည့်နှက်နေတဲ့အရေးလေးများအဖော်တွေတယောက်မျက်နှာတယောက်ကြည့်နေကြတယ်ယုံမရဘူးထင်နေကြဟန်တူတယ်တိုးတော့ကိုကျော်စောနဲ့ကိုမင်းလွင်တို့ရဲ့မျက်နှာကိုကြည့်ရင်တဖြည်းဖြည်းယုံလာကြတယ်ဒီရေအိမ်ကိုရှောင်ရမယ်ဟူအဖွဲ့ခေါင်းဆောင်ဦးဆိုင်ကပြောတယ်မနှက်ဖြန်အစိုးကြီးထွက်ကြမယ်ထိုညတွင်ကိုကျော်စောအိပ်ကြီးမကောင်းတဲအပြင်ဘက်ကတောတန်တွေကြားရင်မျောနှက်ကြီးတွေစခန်းစီတွားတက်လာနေသလားဟုတွေးမိနေတယ်ကိုမင်းလွင်လည်းမအိပ်နိုင်ဘူးထင်တယ်သူကတဲတောင်ရင် secret လေးမီးနေတယ်ကိုကျော်စောအဲ့မျောတွေရေထဲမှာပဲနေတယ်မို့လားကိုမင်းလွင်ရုတ်တရက်မီးလာတယ်မသိဘူးဒါပေမဲ့တမင်နဲ့ခြေကြီးတွေရေတောက်ဖို့လာတဲ့အခါတွေးကက်တာဖြစ်မယ်ရေမတောက်ရင်မတွေးနိုင်ဘူးထင်တယ်ကိုကျော်စောနောက်နေ့မနေ့စောစောခကြီးဆက်ကြသည်ရေအိမ်ရှိရာဘက်ကိုဝေးဝေးရှောင်ကတောင်ကျောအတိုင်းတက်လာခဲ့ကြသည်နေ့လေလောက်တွင်ချောင်းငယ်တစ်ခုနားရန်ရပ်လိုက်ကြသည်ရေတောက်ရန်60သို့ဆင်းလာခြင်းတွင်ကိုကျော်စောရုတ်တရက်ရပ်တန့်သွားသည်ချောင်းရည်ထဲတွင်မဲမဲအရိပ်ငယ်များလှုပ်နေသည်ကိုမင်းလွင်ဒီနေရာကိုလည်းရောက်နေပြီကိုကျော်စောတူတူပြောလိုက်သည်ကိုမင်းလွင်မျက်နှာဖြူကျော်သွားသည်အဖွဲသားတွေလည်းတတိထားမိကြပြီးချောင်းကိုဝေးဝေးရှောင်ကြသည်ညနေပိုင်းရောက်လာတဲ့နေရာတွင်ရေနှင့်ဝေးဝေးရှိသောမြင့်တက်နေသောနေရာလေးတွင်တဲများဆောက်ကြသည်ညနေသို့ရောက်လာချိန်တွင်ကိစ္စစတင်ခဲ့သည်ပထမအော်တန်ကအဖွဲသားကိုညီမင်းဖြစ်သည်လေပင်နာနေတယ်ကိုကျော်စောနဲ့ကိုမင်းလွင်ပြေးသွားကြည့်ရာကိုညီမင်း၏လေပင်ဘဲဘက်တွင်မျောနှက်ကြီးတကောင်တွေ့ကပ်နေသည်မလုံးနဲ့ကိုကျော်စောအော်လိုက်ပြီးဓာတ်ကိုဆွဲထုတ်ကဂယုတစိတ်ထိုးကော့ခွာလိုက်သည်မျောကခွာထွက်လာရင်သွေးပန်းထွက်လာသည်ဘလို့ရောက်လာတာလဲရေမကူးပဲတက်လာတာလားကိုမင်းလွင်ကတုံလှုပ်စွာပြောသည်အဖြေမရသည်တဲတလုံးမှနောက်ထပ်အော်တန်ထွက်လာသည်ထုံးတော့နောက်တလုံးမျောနှက်ကြီးတွေရေမရှိတဲ့နေရာထိတွားတက်လာနိုင်ပြီဖြစ်သည်ကိုကျော်စောဓာတ်ကိုကင်ထိုင်မှောင်တူးတဲ့စိုက်ကြည့်နေမိသည်တောပင်ပေါက်တွေလှုပ်နေသည်မဲမဲအရင်ကြီးများတဖြည်းဖြည်းနီးကပ်လာနေသည်ဟုထင်ရသည်မီးတွေပုံမီးထိုးကြစို့မီးကူးနဲ့နှင်းကြမယ်ဦးဆိုင်အော်လိုက်သည်သို့တော့ကိုကျော်စောနားထဲတွင်တခုခုပဲ့တော်နေသည်ဒီမျောနှက်ကြီးတွေရိုးရိုးမဟုတ်တော့ဘူးသူတို့ပြန့်နှံ့လာနေပြီတောနှက်ကြီးထဲမှာတွေးဆုပ်ကောင်းနေမကြမီလူနယ်မြေထဲရောက်လာတော့မည်ဖြစ်သည်စကန်တစ်ခုလုံးလဲကြောက်လန့်တကြားစူညံ့နေပြီဖြစ်သည်ကြောက်ရွံ့မှုကထိမ့်မရတော့အခုလောက်များပြားလာတော့မျောနှက်များကိုလည်းအရင်ကတခါမှမတွေ့ဘူးပဲတကယ်ပဲဒီမျောနှက်ကြီးတွေရိုးရိုးမဟုတ်တော့ဘူးလားသူတို့ပြန့်နှံ့လာနေပြီလားတောနှက်ကြီးထဲမှာတွေးဆုပ်ကောင်းနေမကြမီလူနယ်မြေထဲရောက်လာတော့မည်လား